မင်္ဂလာပါဝလာဆန်းဆဲ page ကမို့တစ်ဖြစ်ဝလာပါကိုတို့ဒီဗီဒီယိုလေးမှာဝါဒဒီ new mon ဆိုတဲ့ဝလာ style အခြေခံစာပေါ့နော်ပတ်တူလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်မို့လို့ရှေ့ဗီဒီယိုမှာလည်းပြောခဲ့ပြီးပါပြီမို့လို့ကလေးဘွားတော့ကစာလေ့လာခဲ့တယ်စကားတွေလေ့လာတယ်ဆိုတာအခရာကနေလေ့လာတာမဟုတ်ပါဘူးဘေးပတ်ဝန်းကျင်ကပြောတဲ့အတန်တွေကနေပြီးတော့နားထောင်ပြီးလေ့လာခဲ့တယ်စာလေးကိုထပ်ပြီးတော့မိတ်ဆက်ပေးပြစေနော်ဒီဗီဒီယိုမှာတချို့ဝေါ်ဟာတာလေးတွေအတန်ဖိုင်လေးတွေကိုယူသုံးထားတာကတော့ Erotori ဖတ်စာကနေပြီးတော့ယူပြီးတော့သုံးထားပါတယ်နော်။ဘာသာစကားလေ့လာတဲ့အခါမှာမိုရိုလေ့လာတဲ့နယ်ဆိုတဲ့ဟာလေးရှိမှာပေါ့နော်။စာလေ့လာတဲ့အခါမှာသုံးတဲ့နယ် shadowing ဆိုတဲ့လေ့လာရေးကိုလည်းပြောခဲ့ပြပါတယ်။မိုရိုဒီဟာမတိုင်ခင်တော့ဆိုလို့ရှိရင်တော့ဆရာကတော့၎င်း audio ကတော့၎င်းပြောတာကိုပြီးတဲ့ထိနားထောင်ပြီးမှကိုကလိုက်ပြောတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေ့လာခဲ့တယ်ပေါ့နော်။ shadowing ဆိုတာကတော့ဆရာကပြောတာဒါမှမဟုတ်လို့ရှိရင် audio file ကဖွင့်ထားတဲ့အတန်နဲ့နည်းနည်းလေးနောက်ကျပြီးတော့သူ့နောက်ကနေပြီးတော့ထပ်ချက်မှာကွာလိုက်ပြီးပြောတဲ့ပုံစံကို shadowing လေ့လာရေးပုံစံလို့ပြောပါတယ်နော်မို့နဲ့အတူဗီဒီယိုတွေကိုလေ့လာတဲ့အခါမှာဒီလိုမျိုး sharing ပုံစံနဲ့လေ့လာလို့ရအောင် audio file တွေကိုလည်းအများကြီးအချိန်အများကြီးပေါ့နော်ဖွင့်ပြတဲ့ပုံစံမျိုးလေးနဲ့သွားမှာဖြစ်ပါတယ်ဒီနေ့မို့အခရာမလေ့လာခင်မှာဝေါ်ဟာရာလေးတချို့ကိုလေ့လာကြည့်ကြရအောင်နော်ဒီနေ့လေ့လာမယ့်ဝေါ်ဟာရာတွေကပုံမှန်မြင်တာနဲ့သိမယ်ထင်တယ်နော်ကိန်းကနန်းတွေကိုလေ့လာပါမယ်ကိန်းကနန်းကိုဂျပန်လိုဘယ်လိုခေါ်လဲဆိုတော့数字ကိန်းကနန်းကို数字လို့ပြောပါတယ် ABCD နဲ့ရေးမယ်ဆိုရင်တော့ဒီလိုရေးပါတယ်เนาะနားထောင်ကြည့်ပါမယ်数字လိုက်ဆိုကြည့်ရအောင်เนาะ数字ကြပါเนาะ3ညကိုဂျပန်လိုゼロ3ညကိုဂျပန်လိုゼロနားထောင်ကြည့်ပါမယ်ゼロလိုက်ပြောကြည့်ရအောင်ゼロ1 1ကိုဂျပန်လို 1イチလို့ပြောပါတယ်เนาะနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်2 2ကိုဂျပန်လိုလို့ပြောပါတယ်เนาะနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်3ကိုဂျပန်လို3ကိုဂျပန်လို3နားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်4 4ကိုဂျပန်လိုနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်5ကိုဂျပန်လိုနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်6 ကိုဂျပန်လိုနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်9 ကိုဂျပန်လိုနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်8 ကိုဂျပန်လိုနားထောင်ကြည့်ပါမယ်လိုက်ဆိုကြည့်ပါမယ်9
ကိုကိုဂျပန်လို 9、 နားထောင်ကြည့်ပါမယ် 9、9、9、 လိုက်ဆိုကြည့်ပါမယ် 9、9、9、 10 10、10、10、 10ကိုဂျပန်လို 10、 နားထောင်ကြည့်ပါမယ် 10、10、10、 လိုက်ဆိုကြည့်ပါမယ် 10、10、10、 ကြမယ်နော်အဲ့မို့လို့3ညကနေ10စီကို3ခေါက်စီထပ်ပြီးတော့ဖွင့်ပြပါမယ်လိုက်ပြီးတော့ပြောကြည့်ပါနော်3ည 0、0、0、 1 1、1、1、 2 2、2、2、 3 3、3、3、 4 4、4、4、 5 5、5、5、 6 6、6、6、 9 7、7、7、 8 8、8、8、 9 9、9、9、 10 10、10、10、 ဟုတ်ပြီဘို့တို့မြန်မာစကားမှာပြန်စဉ်းစားကြည့်ရအောင်နော်10ပြီးွားရင်လာမယ့်နောက်နံပါတ်ကပြောတော့17လို့ပြောရနော်17တချို့က11လို့ရေးတာဟုတ်11ဂျပန်စကားလည်းအဲ့လိုပဲ10ပြီးွားရင်11လို့လာတာပေါ့နော်အဲ့တော့10နဲ့1နဲ့ပေါင်းပြီးပြောလိုက်ရင်17ဖြစ်သွားမယ်အဲ့တော့10က10 1က1မို့လို့17ဆိုရင်11 11လို့ပြောပါမယ်နော်12 12လို့ပြောတယ်နော်အဲ့တော့10နဲ့2နဲ့မို့လို့12 12ရမယ်နော်73ဆိုရင်13 13 14 14 14 15 15 15 16 16 16 18 17 17 18 18 18 19 19 19 Okay မြန်မာစကားမှာလည်း19ပြီးရင်နောက်နံပါတ်ဒီ20လို့ပြောရနော်20နဲ့ဆိုတော့ဂျပန်စကားလည်းအဲ့တိုင်းပဲသွားမယ်ဆိုရင်2က2 10က10မို့လို့20 20 21ဆိုရင်21 21 22 22 22 23 23 23 24 24 24 25 25 25ဘို့တို့ကြော်လိုက်တော့မယ်နော်10ပြည့်ပဲသွားတော့မယ်30 3နဲ့10နဲ့ဆိုတော့30 30 40 40 40 50 50 50 60 60 60 70 70 70 80 80 80 90 90 90မို့လို့1ကနေ10ထိကျက်မယ်ဆိုလို့ရှိရင်နံပါတ်ကို1ကနေ69ထိတော့ပြောလို့ရပါမယ်เนาะ100ဆိုတာက unit ကလေးအသစ်ပြောင်းသွားတာမို့လို့ဒီမှာတော့မပြောသေးပါဘူးเนาะ1ကနေ10ထိကျက်ပြီးမယ်ဆိုလို့ရှိရင်69ဂျပန်လိုပြောရနော် QQ 1ကနေပြီးတော့ QQ ထိပြောလို့ရသွားပါလိမ့်မယ်เนาะဒီနေ့လေးလာမယ်သင်ခန်းစာကကိန်းဂဏန်းနေလေးလာပါတယ်ဒီဟာလေး10ခုမှာ0ပါထည့်လိုက်ရင်17ခုဖြစ်သွားမှာပေါ့နော်ဒီ17ခုလေးလေးလာလိုက်မယ်ဆိုရင်3ညကနေပြီးတော့69ထိပြောလို့ရသွားပါလိမ့်မယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်မို့လို့အခရာလေးလာတဲ့အပိုင်းလေးကိုသွားလိုက်ကြအောင်เนาะအခရာလေးလာတဲ့အပိုင်းမသွားခင်မှာအခြေခံအတန်အတွက်ဖြစ်တဲ့အာယီဝယ်ဟိုလေးကိုပါဇက်အနေထားလေးနဲ့အတန်အတွက်လေ့ကျင့်ကြည့်ရအောင်เนาะသုံးခေါက်ဖွင့်ပြပါမယ်လိုက်ပြီးတော့ပြောကြည့်ကြပါあ、い、う、え、お、あ、
い、う、え、お、あ、い、う、え、お。ဒါမယ်နော်ငိုရေး share video မှာ IUO ဆိုတဲ့အခရာ၅လုံးကိုလေ့လာပြီးသွားပါပြီဒီတစ်ခေါက်လေ့လာမှာကအဲ့ဒီ rhythm လေးကိုလိုက်သွားတဲ့ K နဲ့လာပေါင်းတဲ့အတန်အတွက်လေးပေါ့နော်အခရာအနေနဲ့ပြောရင်တော့ K ပေါ့အတန်ထွက်ရပြောမယ်ဆိုရင်တော့အဲ့ဒီအတန်လေးပဲနော်နဲ့အနဲ့လာပေါင်းတဲ့အတွက်ကြောင့်မို့လို့ခခဣဟိခဥခခအဲခဲအိုကိုတလိုင်းလုံးပြောမယ်ဆိုလို့ရှိရင်တော့ခခိခခဲကိုတန်လေးနားထောင်ကြည့်ပဲเนาะか、き、く、け、こ。ဒီအခရာလေး၅လုံးကိုလေ့လာကြည့်ကြရအောင်เนาะပထမဆုံးတစ်ခုကခသူကပထမဆွဲချက်ကဒီလိုလေးလာပြီးတော့ကွေးဆင်းပြီးတဲ့အခါမှာအဖျားလေးကတော့လိုက်တာမင်းလုံးလေးစုပ်တန်နေရဆိုတော့တိမ်သွားတာပေါ့နော်တော့ပြီးတော့ရေးလိုက်တာပါဒုတိယတစ်ချက်ကဒီလိုစောင်းပြီးတော့ဆင်းလာမယ်တတိယတစ်ချက်ကဒီအရှိမှလာပြီးတော့နောက်ပြက်ကလေးလာထည့်ပေးမယ်ဆွဲချက်လေးကြည့်ကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်ရမယ်နော်နောက်တစ်ခုကကြတော့ き、ခိဘို့တော့တင်ချာမှာပြောမယ်ဆိုမညီမြချင်းလေးနဲ့နည်းနည်းဆင်တယ်နော်ညီမြချင်းလေးရေးလိုက်တယ်ကန်လန်ဖြတ်လိုက်ပြီးတော့မှဒီအောက်မှာအပိတ်ကလေးလာလိုက်တဲ့ဟာပေါ့နော်ညီမြချင်းလေးနှစ်ချက်ဆွဲပါမယ်နည်းနည်းပုံထောင်တဲ့ညီမြချင်းလေးဆွဲမယ်ကန်လန်ဖြတ်လိုက်ပြီးတော့ဒီအဖျားလေးကတော့လိုက်တယ်ဒီနံပါတ်၄ချက်မြောက်ကိုသွားတဲ့သဘောမျိုးပေါ့နော်တော့လိုက်ပြီးတော့မှဒီဘက်ကနေပြီးတော့ဆင်းလာပေးလိုက်တယ်ဆွဲချက်လေးကြည့်ကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ထားမယ်နော်ခင်ဗျာဒီခိမှာကတချို့ပုံနှိပ်စလုံးတွေမှာတွေ့ရတဲ့ခိရင်းကြီးလေးပြောပြပါမယ်နော်သူကဒီတတိယတစ်ချက်နဲ့သရုပ်ထချက်ကိုတစ်ချက်ထဲနဲ့ဆွဲသွားတယ်ဒီလိုမျိုးဆက်နေတဲ့ဟာလေးဒါလေးကိုမို့တော့ရေးတော့မရေးပါဘူးရှိရယ်ဆိုတာလေးသိအောင်နဲ့တချို့ပုံနှိပ်စာအုပ်တွေမှာဟိုးရင်တော့ပုံနှိပ်စာအုပ်တွေမှာဒီစကားကလုံးဒီအခရာလေးရှိနေသေးတာဖြစ်တဲ့ကြောင့်ဖတ်တအောင်လို့ပဲမြင်မှုထားအောင်မိတ်ဆက်ပေးတာပါเนาะရေးတဲ့အခါမှာတော့ဒီဖတ်စာအုပ်ထဲမှာရေးပြတဲ့အတိုင်းလေးပဲရေးပြပါเนาะနောက်တစ်ခုသွားပါမယ်နောက်တစ်ခုကく、ခု less than လို့အခရာလေးเนาะတစ်ခုဒီမှာရေးတဲ့အခါမှာတစ်ခုမြတ်တန်ခံချင်ပါတယ်ကစီလေးနဲ့ပြီးတော့ပိန်ပိန်ရှိရှိမလုပ်ပါနဲ့เนาะနည်းနည်းလေးဒီအကွက်ကလေးကို balance လေးရေးပြီးတော့သုံးပုံတစ်ပုံလောက်ထဲမှာရှိတဲ့အနေထားမျိုးလေးနဲ့ရေးပြီးမှစလုံးလေးကနည်းနည်းလေးထထလေးမြင်ပါပေါ့เนาะဆွဲချက်လေးတစ်ချက်ကြည့်ကြည့်ပါမယ်ဒါမယ်เนาะနောက်တစ်ခုကကြတော့ け、ခက်ဆိုတဲ့အခရာလေးเนาะပထမတစ်ချက်ကနည်းနည်းလေးဝိုင်းဝိုင်းကလေးဆင်းလာပြီးတော့ဒီအဖျားလေးပြန်တော့လာပြီးလိုက်เนาะဒုတိယတစ်ချက်ကကြတော့ဘယ်ကနေညာလေးကိုနည်းနည်းလေးထောင်ပြီးတော့ရေးလိုက်တယ်တတိယတစ်ချက်ကတဲတဲ့လေးဆင်းလာပြီးတော့မှတဝက်ကြော်တဲ့အခါကျမှဘယ်ဘက်ကိုနည်းနည်းလေးသိမ့်ပြီးတော့အဖျားလေးတော့ပြီးတော့ရေးလိုက်တာဒါမယ်เนาะဆွဲချက်လေးကြည့်ကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်ရမယ်เนาะနောက်ဆုံးတစ်ခုကကြတော့ဗာလဲဆိုတော့こ、ဟုတ်ညီမြချင်းနဲ့ဆင်တယ်လို့လေးရှိပါတယ်เนาะသို့တော့အပေါ်ကလည်းနည်းနည်းလေး white ပါတယ်အောက်ကလည်းအစားက white ပြီးတော့မှဆင်းလာပြီးတော့မှဒီလိုလေးသွားတာတစ်ချက်ဆွဲချက်လေးကြည့်ကြည့်မယ်เนาะတစ်ချက်နှစ်ချက်ရမယ်เนาะဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ခွင့်ပြုပါနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်เนาะ bye bye